အားလုံးပဲမင်္ဂလာပါဒီနေ့25ရက်3လ2026အနေညပါအနေညအတွက်ချင်းရတော့3ညခွန်ချိန်မှာပတ်တိကျတဲ့လူတွေက3ညခွန်ပတ်တိပတ်နိုင်ပါတယ်3ည3 3ည8 3ည2 3ညခွန်3ခွန်8ခွန်2ခွန်မှာ3ည3နဲ့ခွန်မင်းအောင်ဒါကဒီနေ့အတွက်ပါချင်းနဲ့ကင်းနေပါ3ည3နဲ့ခွန်နဲ့မင်းအောင်ပါဒီနေ့ပေါက်ကြပါစေအားလုံးပဲ channel လေးကို like and subscribe လုပ်ပြီးတော့ share ပေးကြပါဦးကျေးဇူးတင်ပါတယ်